Hello အားလုံးပဲမင်္ဂလာပါရှင်စวัสดีค่ะကျမရဲ့နာမည်ကတော့မခင်တင်စာချုပ်လို့ခေါ်ပါတယ်ရှင် Kiara လို့လည်းခေါ်လို့ရပါတယ်ရှင်ကျမကတော့ထိုင်းနိုင်ငံချင်းမာမြို့လေးမှာရှိတဲ့ Pinkaratana လို့ခေါ်တဲ့ကျောင်းလေးမှာပေါ့နော်2024-2025ပညာသင်နှစ် Grade 12ပညာသင်နှစ်ကိုတက်ရောက်ခဲ့တဲ့ကျောင်းသူတူလေးဖြစ်ပါတယ်ရှင်ကျမဒီနေ့ကျမတို့ရဲ့ဒီ Pinkarat ကျောင်းလေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးချို့ကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကျမအနေနဲ့ဒီ Pinkaratana School လေးကိုလိုမျိုးရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြပြချင်တယ်ပေါ့နော်ကျမကဒီထိုင်းနိုင်ငံမှာအလုံးလုံးနေတဲ့ကျမရဲ့အတော်ကသူကနေပြီးတော့မှဒီကျောင်းလေးကကောင်းတယ်ဆိုပြီးတော့ဒီ recommend ပေးလာတယ်အားကြောင့်မလို့ကျမရွေးချယ်ဖြစ်သွားတယ်ဒီရွေးချယ်ဖြစ်ခဲ့တဲ့reason တွေရတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျတော့ဒီအကြောင်းကိုလေ့လာကြည့်လိုက်တဲ့အခါမှာသူတို့အကြောင်းရဲ့ဒီ Facebook page လေးအဲ့ Facebook page ကနေချက်ဝင်ကြည့်လိုက်တဲ့အခါမှာဒီသူတို့တပတ်တင်ပေးတဲ့ဒီနေ့တင်ပေးတဲ့ဒီ contact လေးတွေကလည်းအရန်ကိုမှမိဘအနေနဲ့ဆိုရင်လည်းကြိုက်မယ်လို့ထင်နေပေါ့နော်သူတို့ဒီတပတ်နဲ့တပတ်မတူညီတဲ့ contact လေးတွေတင်ပေးတဲ့ဒီကျောင်းရဲ့ဒီ activity မျိုးစုံတွေကိုသူတို့ကဒီကလေးအတွက်ဦးစားပေးပြီးပြုလုပ်ပေးပြီးတော့အဲ့ဒါလေးတွေကိုမှသူတို့ကတပတ်ဒီဗီဒီယိုမတန်းလေးရိုက်ပြီးတော့တင်ပေးတယ်အဲ့ဒါကလည်းကျွန်မဒီကျောင်းကိုရွေးချယ်ဖြစ်ခဲ့တဲ့အချက်တွေတစ်ချက်ပေါ့နော်โอเคနောက်ဆုံးတစ်ချက်ကကြတော့ကျွန်မဒီကျောင်းကိုဒီစုံစမ်းနေသိလိုက်ရတာကဒီကျောင်းကဂျာမနီနိုင်ငံ Munich မြို့မှာရှိတဲ့University တခုနဲ့လည်းသူတို့က connect လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ Grade 12ဖြည့်ပြီးတော့ဂျာမနီနိုင်ငံမှာဆက်ပြီးတော့ပညာဆက်လက်သင်ကြားခြင်းနေဆိုရင်တော့ဒီကျောင်းကိုရွေးချယ်လိုက်ခြင်းအသင်အတွက်ပို့ပြီးတော့ benefit ဖြစ်စေမှာပါအကျိုးဖြစ်စေမှာပါရှင်။ကျောင်းကိုဘယ်လိုဖြစ်လို့ရွေးချယ်ဖြစ်ခဲ့တာလဲဆိုတော့လည်းပြပြပြီးရဲ့အတွက်ကြောင့်မို့လို့နောက်တစ်ခုပြပြပေးချင်တာကတော့ဒီကျောင်းရဲ့တင်ကြားပုံတင်ကြားနည်းဆရာဆရာမတွေကဒီတင်ကြားရေးမှာဘယ်လောက်ထိပိုင်နိုင်လဲဘယ်လောက်ထိတော်တဲ့အကြောင်းရဲ့နောက်တစ်ခုကကျတော့သူတို့ရဲ့ lesson style တွေပေါ့နော်တင်ကြားမှုပုံစံတွေရဲ့ပြီးတော့ school event တွေလည်းအများကြီးလုပ်ပြီးတယ်နောက်တစ်ခုကကျတော့သူတို့ရဲ့ဒီ dormitory ပေါ့နော်အဆောင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအခြေအနေရှိဆိုကျွန်မပြောပြပေးချင်ပါတယ်။ကျွန်မအနေနဲ့ဒီကျောင်းကိုတစ်နှစ်ပဲတက်ခဲ့ရဆိုပေမဲ့လည်းကျွန်မဒီကျောင်းရဲ့ advantages တွေ benefit တွေအများကြီးကိုဒီကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ကျွန်မအဲ့ဒါကိုပြန်လဲ sharing လုပ်ရင်းနဲ့တစ်ချက်ချင်းစီပြောပြရှင်းပြပေးသွားချင်ပါတယ်ရှင်။ပထမဆုံးတစ်ချက်အနေနဲ့ပြောချင်တာကတော့ဆရာဆရာမတွေရဲ့သင်ကြားပေးမှုပုံစံပေါ့နော်။ဘာသာရဲ့ဆရာဆရာမတယောက်ချင်းစီကဘာသာရဲ့အပေါ်မှာပိုင်နိုင်တင်ကြားပေးနိုင်မှုရှိပြီးတော့ကိုကနားမလဲတာကိုမရှင်းလိုက်တာမျိုးရှိရင်လည်းအဲ့ဒီတင်တဲ့အချိန်တည်းမှာတင်ပြန်ပြီးတော့မေးနိုင်တာမျိုးဒုတိယတစ်ချက်အနေနဲ့ကတော့ဆရာဆရာမတွေရဲ့ lesson style ပေါ့နော်အခုထပ်ပြောချင်တာက PDF file တစ်ခုတင်ပေးလိုက်ပြီးဆိုတာနဲ့နောက်တစ်သူတို့က assignment file ဒါမှမဟုတ် homework file တစ်ခုထပ်ပေးပါလိမ့်မယ်အဲ့လိုမျိုးပေးခြင်းအားလည်းကိုအိမ်ပြန်ရောက်လို့ပဲဖြစ်ဖြစ်အဆောင်ပြန်လို့ပြန်ပြီးတော့လေ့လာဖတ်တဲ့အခါမှာပို့ပြီးတော့ရစေရပေါ့နော် assignment တွေ homework တွေဆိုတော့လည်းအရင်အများကြီးပြည့်လို့မထင်လိုက်ပါနဲ့ပေါ့နော်ဥပမာဒီနေ့သင်ခန်းစာတစ်ခု PDF file တစ်ခုသင်နေဆိုရင်ဆရာဆရာမတွေကဒီအဲ့ဒီရဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့ဒီ homework assignment ကိုကျောင်းသားကျောင်းသူတွေလုပ်နိုင်တဲ့ပမာဏအထိပဲ assignment တွေ homework တွေလုပ်ခိုင်းတာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ဆရာဆရာမတွေကဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့သင်ခန်းစာနဲ့ relate ဖြစ်တဲ့ project တွေကိုလည်းလုပ်ခိုင်းလေးရှိပါတယ်ရှင်။အဲ့လိုမျိုးလုပ်ခိုင်းတဲ့အခါမှာဆိုရင်ကိုကအတန်းထဲမှာရှိတဲ့သင်ခန်းချင်းနဲ့2 group ဒါမှမဟုတ်3 group ဆရာဆရာမတွေကဖွဲ့ပေးရပေါ့နော်။ကိုယ်တိုင်ဖွဲ့ရမျိုးလေးရှိရဲဆရာဆရာမဖွဲ့ပေးရမျိုးလေးရှိရဲ။အဲ့လိုဖွဲ့ပြီးတော့ project တွေလည်းတူတူလုပ်ပေးရတယ်ပေါ့နော်အဲ့လို project တွေဒီလုပ်တဲ့အခါကျရင်လည်းရင်ပြောစရာကောင်းပါတယ်တကယ်ချင်းနေနဲ့ဒီလိုလုပ်ရတဲ့အခါမျိုးပေါ့နော် teamwork skill ကိုလည်းပို့ပြီးတက်စေပြီးတော့တကယ်ချင်းနေနဲ့ communication လုပ်တဲ့အခါမှာလည်း communication skill ကိုပို့ပြီးတက်စေလို့ခံစားရပါတယ်ရှင်ထပ်ပြီးပြောချင်တာကဒီ project တွေလုပ်တဲ့အခါမှာလေသူတို့ကဒီ practical ဘိုင်းကိုပို့ပြီးဦးစားပေးရတဲ့အတွက်ကျောင်းသားကျောင်းသူတွေနဲ့ပို့ပြီးစိတ်ဝင်စားလုပ်ချင်မှာဖြစ်ပါတယ်ရှင်တတိယတစ်ချက်အနေနဲ့ကတော့ school events တွေပဲဖြစ်ပါတယ်ရှင်။ကျောင်းမှာဆိုရင်နှစ်တိုင်း international day တွေပဲဖြစ်ဖြစ်ဥပမာ Halloween တို့ Christmas တို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် Mother's Day Father's Day ဒါမှမဟုတ်သူတို့ထိုင်းနိုင်ငံရဲ့ဒီရိုးရာနေ့ဆိုရင်အကြောင်းမှာပွဲလုပ်တယ်ဆိုတာကလည်းတကောင်းမှုကုသိုလ်ပြုလုပ်တဲ့ပွဲမျိုးဖြစ်ပါတယ်ရှင်။ဥပမာဘုန်းကြီးတွေကိုပင့်ပြီးတော့စွန့်ကပ်တာမျိုးပဲဖြစ်ပါတယ်ရှင်။
school events တွေကြောင်းပြောရင်မပါမဖြစ်ကတော့ဒီ sport တွေပဲဖြစ်ပါရဲ့ရှင်အားကစားနည်းပေါ့နော်အားကစားနည်းကတော့ကျောင်းတိုင်းမှာကျင်းပမယ်လို့ကျွန်မလည်းထင်ပါတယ်ကျွန်တော်တို့ Pinkarat School မှာလည်းနေ့တိုင်းကျင်းပပေးပါတယ်ကျင်းပရဲ့နေရာမှာလည်းခန်းနာနာကျင်းပပေးပါတယ် cheerleader team တွေဖျော်ဖြေပေးမဲ့သူတွေပြီးတော့သူတို့အားကစားရှင်ပြိုင်မဲ့သူတွေအဲ့လိုအသီးသီး sport တွေလေးကိုစီလုံးနဲ့ပါဝင်ပေးကြရပေါ့နော်ဒီအားကစားနေ့မျိုးရောက်လာပြီဆိုရင်ကျောင်းသားအကျောင်းသူအကုန်လုံးကစိတ်အားထက်သန်စွာနဲ့သူတို့ကပါဝင်ရှင်ပြိုင်ကြပါတယ်စရုဒ္ဓအချက်အနေနဲ့ပြပြပေးချင်တာကတော့အဆောင်အကြောင်း dormitory အကြောင်းပဲဖြစ်ပါရဲ့ရှင်။ကျွန်မကိုယ်တိုင်အနေနဲ့လည်း grade 12ကိုတတ်တုံးပေါ့နော်။အဆောင်နေခဲ့ရပဲဖြစ်ပါရဲ့ရှင်။အဆောင်မှာဆိုရင်လည်းသူအိတ်ခမ်းစားခမ်းရေချိုခမ်းဝက်လက်ခမ်းသူ့အနေနဲ့သူတည်တည်တတ်လေးထားပြီးတော့အစားအသောက်ကလည်းတန်ရှင်းလက်ဆက်ပါရဲ့ရှင်။အဆောင်မှာစောင့်နေဆရာမဒီအကောင်လုံးကအရန်ဖော်ရွေပြီးတော့သူတို့ကတေချာလက်ယူဆိုင်ပြီးတယ်ဘာလို့လဲဘာလို့ရှိရလဲနေတိုင်းလို့ကျွန်မတို့အမြဲမေးပြီးတော့တေချာကယူဆိုင်ပြီးရပေါ့နော်နောက်တစ်ခုပြောပြချင်တာကတော့ကျွန်မတို့ဒီအဆောင်မှာအစားအစာတွေချက်ပြုတ်ပြီးတဲ့စူမူအန်တီရာဆိုရင်လည်းသူရဲ့လက်ရရဲ့အရုံမှာကောင်းပုံပါတယ်အရန်လဲဆက်ကောက်ပါတယ်ရှင်အဲ့လိုမျိုးပဲကျမတို့ရဲ့ဒီ Pinkarat School လေးကအမြဲတမ်းနွေးနွေးထွေးထွေးနဲ့ကြိုဆိုပေးတဲ့ကူညီဆောင်ရှောက်ပေးတဲ့ဂရုစိုက်ပေးပါတယ်ရှင်ကျမရဲ့ဒီ grade 12တနစ်တာကိုဒီ Pinkarat တနတ် school မှာတက်ရောက်ခဲ့ရတဲ့အတွက်စိတ်ကြည်နဲ့ပျော်ရွှင်မိပါတယ်ရှင်။ဘာလို့လဲဆိုတော့ဒီဆရာဆရာမတွေရောကျမရဲ့တငယ်ချင်းတွေအားလုံးကရောကျမကိုအမြဲတမ်း motivation တွေစိတ်ခွန်အားတွေအမြဲပေးပြီးတော့လုံးဝအဲ့လိုမသိငယ်စီရဘူးအားမငယ်စီရပါဘူးရှင်အဲ့အချက်တွေအကြောင်းမို့လဲကျွန်မဒီ Pinkarat School ကိုရွေးချယ်ခဲ့ပြီလို့လုံးဝ regret မဖြစ်ပါဘူးရှင်အားကြောင့်မို့လို့လူချင်းမျိုးရဲ့ကလေးငယ်လေးတွေမောင်လေးတွေညီမလေးတွေအားလုံးဒီ Pinkarat School လေးမှာလာတက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်ရှင် Pinkarat School လေးကလည်းအမြဲတမ်း warmly welcome လုပ်ပါတယ်ရှင်ကဲဒါလေးကတော့ကျမရဲ့ဒီ Pinkarat School လေးမှာတက်ရောက်ခဲ့တဲ့ experience လေးတွေနဲ့အကြောင်းရဲ့တချို့သောအကြောင်းအရာလေးတွေကိုပြင်ပြီးတော့ sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်ရှင်။ကျမရဲ့ဒီ grade 12 year ကာလမှာဘက်ကနေပြီးတော့ကူညီပေးခဲ့ကြတဲ့အကြောင်းအကြီးဖြစ်တဲ့အကြံဆိုင်ပင်ဒီစတင်ကြပေးတဲ့ဆရာမတွေအားလုံးခေဆရာမတွေအားလုံးဆန္ဒအကြောင်းတွေရောကျမရဲ့တငယ်ချင်းတွေရောအကြောင်းမှာဝိုင်းဝန်းကူညီပေးကြတဲ့သူတွေအကုန်လုံးကိုလည်းဒီကနေပြီးတော့ကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။ขอบคุณค่ะ